အားလုံးပဲမင်္ဂလာပါရှင်ဒါတော့ဗိုင်းမှာကျူဆိုပါရယ်နော်ဒီတစ်ခါမှာတော့လာမယ့်စက်တင်ဘာလ6လပိုင်းတလတာအတွင်းမှာငါရဲ့ဘဝထဲမှာဘာတွေတတိထားရမလဲဘလို့စွမ်းအင်တွေကိုအထူးကကင်တွယ်ကြောဖြတ်ရမလဲဆိုပြီးတော့မှသိကျင်တဲ့သူတွေရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါဦးနော်တဦးတယောက်တည်းကိုရွယ်ပြီးကြည့်ပေးတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကရဲ့ယူပါကိုနဲ့ energy မကိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကက်ကလေးဒီကက်ကလေးကကြတော့လေတင်စီမှာအလုတ်ကိုင်းနဲ့စီးပွားရေးစီမံခန့်ခွဲမှုတွေအကောင့်တွေပေါ်ဖို့ပေါ့နော်စိတ်အားထက်သန်မှုတွေနဲ့ခေါင်းဆောင်မှုစွမ်းအင်တွေအပြည့်အဝရှိနေရဆိုတဲ့ပုံစံမျိုးလေးကိုပြပါတယ်တတိထားရမှာကလေစိတ်ဆိုးလို့နာအာနာပြခြင်းနဲ့စိတ်ဒါမှမဟုတ်မိမိအယူအဆအတိုင်းဖြစ်ရမယ်ဆိုတဲ့အတ္တကြောင့်ပတ်ဝန်းကျင်နဲ့အစင်မပြေမှုဖြစ်တာမျိုးလေးတွေကိုတတိထားရပါမယ်ရှင်ကဲကနမတူလေးဒီကက်ကလေးကကြတော့လေ6လပိုင်းမှာဆိုရင်ပြတ်သားတဲ့လမ်းကြောင်းတစ်ကိုရွေးချယ်ရမယ်ဒါမှမဟုတ်ပြဿနာတွေကိုထက်မြက်မြက်ဖြည့်ရှင်းရမယ်ကာလာလေးဖြစ်ပါလိမ့်မယ်နော်သတိထားရမှာကအမှန်တရားကိုရှင်းလင်းရမှာဆိုရင်အမြင်မစားမိုးနဲ့ဒေါသအလျောက်တော့အလောတကြီးပေါ့နော်စကလုံးတွေကိုအတုံးအနှုံးတွေကိုမမမိအောင်သတိထားရပါမယ်ဆိုပြီးတော့မှဒီကက်ကလေးကလည်းသတိပေးနေပါတယ်နော်ကဲကက်နံပါတ်3လေးဒီကက်ကလေးကကြတော့လေတင့်အနေနဲ့ဉာဏ်ပညာရှိနဲ့စီစစ်ပြီးတော့မှအမားအမှန်ကိုတိတိကျကျခွဲခြားရမယ့်အချိန်လေးဖြစ်ပါတယ်နော်သတိထားရမှာကအနီးနားကလူတွေအပေါ်အပြစ်တင်လွန်းတာမျက်နာဆိုးကြီးနဲ့ပေါ့နော်ဒါမှမဟုတ်ခန်းစားချက်မပါဘဲနဲ့လွန်ကဲတင်းမာလုံးနဲ့ဆက်ဆံရင်းမျိုးမဖြစ်အောင်အေးဆေးတည်ငြိမ်စွာနဲ့ကင်တွယ်ရပါလိမ့်မယ်လို့ဒီကက်ကလေးကလည်းပြောပြပေးနေပါတယ်နော်ကဲအကြံပေးချင်တာကတော့လေ6လပိုင်းမှာဆိုရင်ဓာတ်ကက်နှစ်ကက်အပြင်ဒုတ်ပရင်ကက်ပါထွက်လာတာကြောင့်တင့်ရဲ့ဉာဏ်ပညာဆုံးဖြတ်ချက်နဲ့ပြတ်သားမှုကိုလောက်ကင်နိုင်စွမ်းနေအယံမြင့်မားနေပါလိမ့်မယ်နော်ဒါပေမဲ့လေစကားပြောဆိုရမှာဆိုရင်အယံကြီးပေါ့နော်မဆူမိစေဖို့ပြီးတော့ကြတော့အပြစ်မရှာမိစေဖို့နဲ့အတ္တမကြီးမိဖို့ပေါ့နော်တတိထားလိုက်တာနဲ့ဒီ6လပိုင်းဟာဆိုရင်တင့်အတွက်အလွန်အောင်မြင်ပြီးတော့မှစီးစနစ်ကြတဲ့လားတလလေးဖြစ်ပါလိမ့်မယ်လို့အကြံပေးချင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့လေယခုအခိုက်အတန့်မှာလာမဲ့6လပိုင်းအတွင်းတင့်ထန်ရောက်ရှိလာမဲ့ဆုံးဖြတ်ချက်များနဲ့စိန်ခေါ်မှုများမှန်သမျှကိုထက်မြက်သောဉာဏ်ပညာတည်ငြိမ်သောသဘောထားတို့နဲ့အောင်မြင်စွာကြော်ဖြတ်နိုင်ပါစေစီးပွားရေးအလုပ်ကိုင်းနဲ့လူမှုရေးတွင်လည်းတိကျအောင်မြင်မှုများရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေနော်